တော့မခဏလေးနော်ပြောဘာတဲကောက်ပါစားဆိုတော့အဝတ်စားဆိုင်နော်အစီကာရဆိုတော့ customer တွေပြောမယ့်စကားတွေကမာဘန်ကတ်ဆဲလန်ဆိုပါတွေ့လဲထဲဆိုင် နည်းပြောသွားရလေနေပါလား အထဲဆိုင်လား အဲ့တိုင်းမှာလေကတ်ဆဲလန် တိုင်းလျှောက်ကြည့်တာ ငါကြည့်လိုက်အောင်မယ်နော်ငါကြည့်ရှောက်ကြည့်လိုက်အောင်မယ်ငါကြည့်အောင်မယ်နော်အဲ့လိုတိတ်ပဲရနော်အာစပီလာပူဆဲရိုဟာ ဆွတ်တာအင်ကြီး ဆွဲပါ အဲ့ဒါအင်ဂျီငါဆွတ်တာအင်ဂျီရှာနေရပါဒါမှမဟုတ်ဖားတကူတက်ကြ ကြီးတဲ့ချက်ကက် တက်ကူရှာနေရမိစာအော်နိုင်စတန်ကန်က ကန်ကက်ဖနက်ရှု ဖနက် ဖနက် အနတ်တန်ပမာ အ လေ နိအနိ ဘာသူကလဲ nice တန်ဆိုတော့ မစ္စတာ မင်္ဂလိ မင်္ဂလေးဖနက် နော်မင်္ဂလိဖနက်တရားဗမာလေမိစာအော်ဆိုဘီတူစကိုပီ အဝတ်လေကန်က ဝတ်လေကန်ဗမာလေ ဟုတ်တယ်ဘိုင်းမဆိုဘီတာတာတာ သုဘိတာသုဘိတာစာ ဆိုဘီတာဆိုဝစ်ကြည့်ရ try ကြည့်တာ try ကြည့်မှာတာတာနော်တတာဆိုတာတာမှာ this ကိုပါတိတစ်ထားတာနော်တတာဆိုတာဒါဘူးလို့တိတ်ရရတယ်ကြောက်ငါဝစ်ကြည့်လို့ရမလားနော်ကျမတို့ဒီ master 3ရဲ့နောက်မှာပါရှိလေဆိုတော့ကြည့်ကြည့်ထားလိုက်အောင်ကျမဒါလေးပို့ပြီးမယ်နော်ကျမဒါ pronoun အားလုံးစုထားတာနော် ဟုတ်တယ်ပါ အဲ့တော့ဒီထဲမှာဒါကျမတို့ A2 မှာတင်တာနော်ဒါမျိုးကြည့်ကြည့်ထားလို့ရအောင်နော်ဟုတ် ဟုတ်တယ်ပါ အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒါကျမတို့တမှာနော် this နာမှာဆိုရင် this ဒီဟာတွေလို့ဖြစ်သွားတယ်နော်အဲ့ဒါအနေကအဲ့ဒါကိုမှပါတိတိဆိုတတာဟိုကနိုင်တာဒီနေ့တဆိုရင်တမယ်နိုင်တယ်နော်တစာနိုင်စာတစတာနိုင်စတာတဟန်နိုင်ဟန်တလာနိုင်လာတလတာနိုင်လတာတလဲနိုင်လေပြီးဒါတော့ကစီကတော့တိစမရှိဘူးနော်ထားလိုက်တနာတော့ပြင်လိုက်ပြီးရင်တီကိုရောက်တဲ့ခါမှာကျတော့တီကိုကနေပြီးတော့ that ကိုနော်ဟိုဘာကျတော့ that ကိုမှအများပေါ့ဟိုဟာပေါ့ဟိုဟာတွေအဲ့တော့ဘာဖြစ်လဲတူတာနိုဤတာပါတိတိကနော်တူနိုဤတယ်တူစာနိုဤစာတူစာနိုဤတာတူဟွန်နိုဤဟင်တူလာနိုဤလာတူတာနိုဤတာတူလေနိုဤလေအမမတို့နဲ့ပတ်လက်တွေ့တာပြီးရင်တော့ဒီဟာဟိုဟာပြီးတော့ဘယ်ရောက်လဲဆိုတော့ ဒီဟာ အဲ့ဒီဟာ ရတဲ့ဟာ နော်အဲ့ဒါဟာလဲကြာရောအဲ့ဒါဟာတွေပေါ့နော်အဲ့ဒါကဒီဘက်က spoken မှာတခါလေးတွေ့ထားပြီးသားနော် spoken နဲ့ပြောဒါတွေရဲ့ကျက်ရတယ်ကျွန်တော်တို့ A2.2 နဲ့ B1 နဲ့ဂျာထဲမှာစတယ်နော်အဲ့တော့အခုဒါဆိုကျွန်တော်တို့ကျောင်းသားမှာ master 3လုံးနဲ့ကျောင်းသားရဲ့ဆိုင်မှာဖွဲ့ရကဲလီအဲ့တော့အခုတည်းကနည်းနည်းချင်းသွားကြည့်ထားသူ့ကိုကျမတို့ဆိုရင်ဒါကျမဒီထက်ကဒါဇာတ်တွေပြထားလို့ကျမဘာလုပ်ထားလဲဆိုတော့စာရွက်တက်မှာအကုန်စပြီးတော့ခြိုက်တယ်ဥပမာဒီလိုမျိုးပေါ့ကြမှာဒါ this နော်ပြီးရင် that က due ကျူ ပြီးရင် set နော်အဲ့တော့အဲ့ဒီကောင်ကိုကျွန်တော်တို့ question form များလိုက်ရင်အဲ့လိုကျွန်မတန်းစီပြီးတော့ပြီးရင်ဒါမှနော်ဒါဥပမာပြဒီမှာကျင်းလို့ဒါမှဘာပဲရှိသေးဆိုတော့ဒီဘက်ဘေးမှာတက်တက်ရေးထားပါဒီဘက်ဘေးမှာဆိုရင်ဒီဘက်မှာဒါ nominative case တွေ basic ပဲရှိတယ်သူတို့ရဲ့ question form ကတမှာဘာလာမှာလဲဆိုတော့မိကာနဲ့လာမှာ question form ရဆို တမအောင် နော် what လို့လာမှာဘာလဲဆိုတော့ဒါပေါ့ဟိုဟာပေါ့အဲ့ဒါဟာပေါ့အဲ့ဒါကိုမှကျမတို့ကသူတို့များလိုက်တဲ့အခါကျတော့ဘယ်ရောက်လဲဆိုတော့နာမှာ new လူ အဲ new ကို လူနေ နော်နာမှာ new နဲ့ဆိုရင်သူတို့ကဘယ်ရောက်သွားလဲဆိုတော့သူတို့ကတော့ဒါဥပမာကျမတို့နာမှာပဲပြပြတယ်ပေါ့ကိုဇာတ်ကိုတခြားဆွဲကြည့်နော် meet ကနော်စာထက်မှာအရင်ကအကျမ်းမှာခြာယူလိုက်ကျမတို့စာထက်မှာခြာယူထားတာပေါ့ကိုလိုင်းတစ်လိုင်းချင်းစီနေအဲ့တော့တာမှာ new နဲ့နာမှာ new နဲ့အဲ့ဒါအားလုံးမှာခုမှဒါဘာပဲရှိသေးတာလဲဆိုတော့ nominated မဲ့ကိုတုံးတယ် nominated ပဲရှိသေးတယ်ပြီးရင်သူတို့အကုန်လုံးကိုပါတိတက်သွားဒီထဲမှာရှိတယ်เนาะကျွန်တော်ဒီထဲမှာအကုန်ပါတယ်เนาะဒီထဲမှာမပါတဲ့အကောင်ကြီးကမတုံးကြလို့အတုံးတယ်လို့မရှိလို့မပါတယ်
နော်ကျွန်မဒီမှာစုလို့ရနိုင်တယ်ဗျအားလုံးကို case တွေလိုက်စုပေးထားတယ်အဲ့တော့ကျွန်တော်တို့ကြည့်ရမယ့်ဟာအဓိကကြည့်ရတာ nominative က partitive က genetic က location 6 case တွေနဲ့တွေ့ကြည့်ရတယ်နော်အဲ့ဒါအသက်ပဲ genetic ကောင်တဲ့ကိစ္စမရှိဘူးအဲ့ဒါလေးကိုတတွေးကြီးမှတ်ထားလိုက်နော်ဒီအဲ့တော့သက်သွားမယ်အဲ့တော့ဒါဆိုလို့ရှိရင်တတာဆိုတော့ဒါကိုလို့ထိပ်ပဲရတယ်နော်အဲ့တော့ဒါကိုငါဝစ်ကြည့်လို့ရမလားနော်ဝစ်ကြည့်လို့ရမလားဒီမှာကျတော့ on task တာအောက်မှာဆိုတော့ဒီကကျတော့အဲ့ဆနာတမှာကို star ကတ်ထားတာဒီကနေပြီးတော့ဘာရှိလဲလို့မေးရလဲဆိုတော့ median size median size ရှိလား arm ရှိလား arm မှာရှိလားဒါမှမဟုတ်ရင် onco tata အယောင်ဆိုတော့သူကဘာနဲ့ပြောလဲဆိုတော့နာပါထည့်ပြောတယ် onco tata ဒီဟာက behavior နာအပြာရောင်အနေနဲ့ရနိုင်အောင်မလားဥပမာ sorry အစိမ်းရောင်အနေနဲ့ရနိုင်အောင်မလားเนาะဒါလူတွေဘက်ကမေးတဲ့ဟာမျိုးပေါ့အဲ့တော့ site တွေမှာဆိုရင် M site က arma S site က asa la site က hala အဲ့ဒါမှ X ထည့်ခြင်း ax asa ala X ဆက်ကောဆို ax asa ပေါ့နော်အဲ့ဒါဆက်သွားနော်ပြီးတော့ site ကိုကျွန်တော်တို့ကုတ်ကိုလို့ခေါ်တယ်နော် site ကိုလည်းနော်ကုတ်ကိုဆိုတာဟိုးပဲနော်ဒါပေမဲ့ site အနေနဲ့သုံးရင်လည်းဟိုးတစ်ခုလုံးအဲ့တော့ site နဲ့နေရာကြည့်လိုက်တစ်ခုလုံးဆိုတော့ site နော်အဲ့တော့ကုတ်ကိုဆိုတာတစ်လုံးလို့ပြောချင်ကုတ်ကိုပိုက်ပံနော်တညာလုံးလို့ပြောရင်ကုတ်ကိုယုံလို့ပြောကြရရင်လည်း site ရဲ့ခန္ဓာကိုယ် site ကိုလည်းကုတ်ကိုလို့ပြောကြရတယ်နော်အဲ့တော့မြို့ရဈေးရောက်တဲ့သူတွေကဘာတွေပြောလဲဆိုတော့ voice ကိုအောက်တာနော်ဘာကူညီပေးရမလဲပြီးရင်ဟိုဘက်ကဟိုဟာလိုချင်လို့ဒီဟာလိုချင်လို့ဆိုရင်တော့ head key နဲ့မာတာရာကစ္စတန်ခဏစာငါသားကြည့်ပေးမယ်ပြီးရင် onco cellula ငါတို့ရဲ့ဘာကတ်ညာကတ်ရှိလားဒါမှမဟုတ်ရင်တာနဲ့မေးလာအောင်ဒီနေ့ငါတို့မှာရှိပါတယ်ဘလောက် percentia နော် Allen new ဘလောက် promotion ရှိပါတယ်ပြီးရင်တာရာဗီဆဲကိုမိုးဗီပူစီယာပလတ်စတစ်ယုံလားပူတီပေါက်ချာယုံလားတားတက်ကဲเนาะဒါတွေကတော့စုစုပေါင်းကြပါတယ်เนาะတူလဲတက်ကဲ6950 6 man cumentaဥဒက်ဆန် cumenta 6 man vc cumenta အဲလိုပါ centimeter နော်ပြရတော့အဝစားတွေပါတယ်တဲပါရတာဆိုတော့ t-shirt နော်ပါရတာဆိုရင်တော့အဲ့ဒီ t-shirt ကိုပဲလက်ရှိသူတို့က၎င်း shine ညိုလဲဘာလို့ခေါ်လို့ရလဲပါရတာဒါပေမဲ့ sport shirt ကိုခေါ်မယ်ဆိုရင်တော့ sport shirt နော် sport shirt သိရမလား ဟုတ်တယ် နော်ကော်လန်လေးနဲ့နော် sport shirt ကကော်လန်လေးနဲ့အဲ့ခေါင်းစုပ်ကအဲ့ sport shirt ဆိုရင် polo လို့ခေါ်တယ် polo ပါရတာ ပိုက်တာ နော် polo ပါရတာအဲ့ဒါဆိုတော့ t-shirt တွေကျွန်တော်တို့ main လေးဝတ်တဲ့ blouse တွေကလည်းပါရတာပါပဲနော်ပါရတာအောက်မှာပဲရှိတယ်ဗီလာပူဆဲဦးဆိုရင်တော့ sweater ဆွဲတာအနွေးတွေပေါ့ခေါင်းစုပ်အနွေးတွေစက်တာအောင်ပါနော်ပူဆဲဦးဆိုတာခေါင်းစုပ်အနွေးတွေခေါ်တယ်တက်ကီဆိုတဲ့သဘောကတော့ jacket ပေါ့နော်အပေါ်ထက်ဝတ်တဲ့အင်ကြီးကတက်ကီပေါ့နော်အဲ့ဒါအောင်မှကျမတို့ကဒီလိုမျိုးသုံးဝင်းနဲ့ရထားတဲ့ jacket ဆိုရင် fila taki ဗီလာတက်ကီရင်းနဲ့ဆိုရင် Parakut. fila taki ဘာကွတ်တာ padu taki နော်အဲ့လိုခေါ်လို့ရမယ်ဟိုးစုဆိုတော့ဘောင်းမီအားလုံးခေါ်လို့ရဖာရကူကတော့ဂျင်းတီတန်ပြီးရင်ဟာမဲက basket basket bag neck ကို gown ကာဝန် should see ဘာမီတို amisto နော်ဘာမီတိုပုကူ suit နော်ပုကူကစုနော်စုဆိုတော့ main ကလေးပဲဖြစ်ဖြစ်ယောက်ျားဖြစ်သူတို့ဝေးရတဲ့စုကစုပဲပေါ့ပြီးတော့ဥမာပုကူဆိုရင်နော် swim ဒီကို ရေကူဝတ်ဆောင် နော် swim suit ဖြစ်သွားတယ်နော်မှတ်ရခက်ဘူးနော်ဒီမှာပုကူကနေဥမာပုကူဖြစ်သွားတယ်ဟိုမှာဘာမီယာဟိုစုဆိုတော့ဥမာဟိုစု suit ရေကူဘောင်းဘူး ဘောင်းဘီ စုကတ် che ကျေဆိုကျေ che နော်ပြီးရင်ဒီမှာအာလူစ်ပါတယ်နော်အာလူဆိုတာအတွင်းရောက်သွားတာပေါ့အတွင်းအောက်ပါတယ်ဆိုတော့အတွင်းငယ်ပါတယ်ကဆိုတော့အဝတ်စားဆိုတော့အတွင်းငယ်အဝတ်စားနော်အဲ့ထဲမှာ rinta livi ဆိုတာတော့ကျွန်တော်တို့အမျိုးသမီးသုံးတဲ့ brassiere ကိုခေါ်တာနော် rinta ဆိုတာကျွန်တော်တို့ရဲ့ breast နော်အမျိုးသမီးရဲ့ရန်သားကို rinta လို့ခေါ်တယ် rinta livi ဒါကတော့ brassiere အာလူဟုံးစုဆိုရင်တော့အတွင်းကဘောင်းဘူးနော်
ဟိုမှာယောက်ျားလေးတွေရှစ်ပါလေစွတ်ကြအဲ့ဒါတော့ alus ပိုက်တာခပ်ဘူးเนาะလွယ်တဲ့ဟာကိုပြောလို့ရတယ်သို့မဟုတ်ရင် alus Hus. တွင်းငယ်မမျိုးယောက်ျားလေးမင်းကလေးဒါပေမဲ့ယောက်ျားလေးကိုတည်တဲ့နောက်တစ်မျိုးခေါ်တာတော့ Galsari Basta. Inside. နော် Galsari ကိုခေါ်တယ်ကဲငက်ဆိုလို့ရှိရင်တော့ဖနက်လို့ခေါင်းစဉ်ရသွားပြီးတော့ဖနက်ဆိုအလွယ်ရှူးလို့စထွက်တာအောင်နော်ရှူးဖနက်ကိုကြီးပဲခေါ်တာမဟုတ်ဘူးဖနက်အားလုံးကဲငက်လို့ခေါ်ခွင့်ရှိတယ်အဲ့ကမှကျမတို့ကတောက်ဖနက်ဟလာ slipper ဟလာဘာညာစသဖြင့်နော်ပြန်ခွဲသွားလိမ့်မယ်နော်စာပတ်ကတော့မိုးရင်းစီတဲ့ what Shape. Lankari က Okay, shoe. okay နော် နိက Slipper. ဟိုကြီးက Power. ဟို ပေါ်ပါတို့မျိုးသမီးလေးတွေခေါင်းစီးကြတဲ့ပွားလေးနော်ပွားဘားလေးပေါ့နော်ပွားဘားလို့အဓိပ္ပာယ်ရတယ်ဟိုကြီးပြီး Power. ပြပွား Council. ခေါင်းစုပ်နော်ခေါင်းစုပ် ရော ကစီနဲ့ Let လက်အေ ဆိုလ်မီယို necktie. Die. necktie yours A bat. ပပ The bat. ကောက်လာလီနာ Mabla. အာပလာစာတန်းပါလို့ Tea. Tea. ရဲလာ အဲ့တော့ဒါကဘာကတ်နေရလဲဆိုတော့ကေဆန်လေးတွေကပြနေပြီအဲ့တော့ပါတတစ်ကိုကတ်ပြတယ်အဲ့တော့ပါတတစ်ဆိုလို့ရှိရင်ကျမတို့ကဘယ်လိုလုပ်မယ်လို့မှတ်ထားလဲဟိုတနေ့ကတင်ပြီလားနောက်ကေဆန်လေးတွေပြောထားသေးလားဒီခွဲကို ဟိုတစ်ခေါက်တော့ဟိုပဲဟိုစုပြီးတော့အကုန်ပြောလိုက်တယ်အဲ့ဒီအရင်စာအုပ်ထဲမှာတစာပြီးမှာပြန်တော့မနှွေရသေး မတွေ့ရသေးဘူးနော်။ကဲအဲ့ဒါဆိုဒီနေ့အဲ့ဒါလေးနှွေးလိုက်မယ်နော်။လေ့ကျင့်တဲ့နောက်နေ့မှလုံးဒီနားမှာခဏလေးရက်။ဆွဲကျင်းဆိုင်ခဏခဏနော်။ case ending ကတာကျွန်မပြောလို့ဒီမှာတော့ဒီထဲမှာနောင်ကိုကျွန်မအင်စာပေးတာဒီလိုပေးသေးရမှာလို့ဘယ်လိုပေးလိုက်လဲမသိဘူးနော်။နောင်လေးတွေအင်စာလောက်ခိုင်းတာရှိတယ်။နောင်က A1 ရဲ့ target ကနောင်အများကြီးမဟုတ်ဘူးနော်။နောင်တော့မှ what type A ကလေးပဲကြည့်တာ။အဓိကဘာကိုကြည့်လဲဆိုတော့ verb type 6ခုကို consonant gradation မှန်မှန်ကန်ကန်နဲ့လုပ်နိုင်ဖို့ဟာအဲ့ဒါ A1 ရဲ့ target ။နောင်တွေတော့ကျွန်တော်တို့ကဘယ် case ဆိုရင်ဘယ်မှာသုံးမယ်ညာ case ဆိုရင်ညာမှာသုံးမယ်ဆိုတဲ့ဟာကိုသိရရတယ်။နော်အဲ့ဒါအဓိကနော် target ပြီးတော့မှအဲ့ဒါကိုကောင်းကောင်းကြည့်ပြီးပြီဆိုတော့မှကျွန်တော်နောက်ကနေပြီးတော့နောင်ကိုကြည့်တာ။အဲ့တော့ဒီမှာကြည့်မယ်ဆိုရင် noun case အဲ့ခုရှိတယ်15ခု 15ခုရှိတယ်နော် noun က case 15ခုရှိတယ်ဟိုက်မတခါပြီးရင်အဲ့ဒီ15ခုကိုကျမတို့ကအလုံးလုံးဖွင့်ရတဲ့ဘာတွေခွဲထားလဲဆိုတော့ what type တွေခွဲထားတယ် what type ကဘယ်နှခုရှိလဲဆိုတော့ နှစ်ခု နှစ်ခု 2ခုရှိတယ် A နဲ့ ဒီနော် နော်အဲ့တော့ what type A တွေမှာဘာတွေပါလဲဆိုတဲ့အခါကျတော့ what type A ကတရတွေနဲ့ဆိုရင် what type A ပဲ ဟုတ်ကဲ့ ဒါပေမဲ့ဘာမပါဘူးလဲဆိုတော့မပါဘူး E အဲမပါ နော်အဲ့အတွက်ကြောင့်မလို့ဘာတွေထွက်လာမလဲဆိုရင်အကြမ်းမြင်ပေါင်းလိုက်ရင် R O U E နဲ့ E R နော်သူတို့တွေက cooperative ဘာလုပ်ကြရလဲဆိုတော့ cooperative မှာဆိုရင် strong ကနေ week သွား weak ရတယ်နော်ပြီးရင် what type B what type B ကတော့ဘာနဲ့စုံလဲဆိုတော့ consonant တွေနဲ့စုံ ဆိုနာ ပြီးရင် E နဲ့ အဲ စုံနော် consonant A ရယ်နဲ့စုံမယ်အဲ့ဒါဆိုရင် what type B နော်အဲ့တော့သူ့ကိုတော့ကျမတို့ကမရေးပြတော့ဘူးနောက်မှရေးပြမယ်သူ့ရဲ့ cooperative ကတော့ဘာလာမလဲဆိုတော့ week ကနေ strong we got it strong ကနေ strong ကိုပြန်တက်ပြရမယ်နော်အဲ့တော့ noun case 15ခုကြောင်းအရင်ပြန်ပြောလိုက်အောင်မယ် noun case 15ခုမှာကျမတို့က nominative ကဘာလို့မှတ်ထားလဲဆိုတော့ basic basic form or no visit This is found. nomia basic နော် noun နေ basic ကဘာလဲဆိုတော့ noun noun pronoun Pronoun. noun
adjective adjective နော်အဲ့တော့ noun တွေ pronoun တွေ adjective ရဲ့ basic form က noun ပဲတကယ်တော့ nominative case ကဒီမှာပြီးပြီသူ့ရဲ့အများကိန်းကိုသုံးမှသာလျှင်ဒီဘက်ချမ်းကကျွန်တော်တို့ plural က D plural ဆိုပြီးဖြစ်လာတာနော်တကယ်တော့ तू ကဒီဘက်က basic series မှာမပါဘူးနော် nominative ပဲရှိတာဟိုက तू က nominative ကကြည့်စရာမရှိလို့ကျွန်တော်တို့က D plural သွားကြည့်ကြတာအဲ့တော့ D plural အကြောင်းလေးကိုပြောရင် D plural ကဘယ်နေရာတွေမှာသုံးမှာလဲ plural subject plural subject ရဲ့ all object all object ရဲ့ Sally word တွေရဲ့ body ရဲ့ original page original pairs original pairs ကဒီနေရာသုံးတယ်သူ့မသုံးရမယ့်နေရာကတော့ no after Numbers. number ပါလေးနောက်မှာမသုံး အ ဘူး မတော့ဘူး not all not Always. always ရဲတဲ့အတွက်မြည်ညွှန်အားလုံးမြည်ညွှန် not always လို့ကျွန်တော်တို့မှတ်ထားရနော် ဟုတ် အမြဲတမ်းမဟုတ်တဲ့ဝါကြတွေကအများကိန်းတွေသုံးလို့မရဘူးပြီးရင် negative object တွေ Negative ကမဟုတ် object သုံးလို့မရဘူးနော်ဒါ deep plural ပြီးရင်ကျွန်တော်တို့ကအဲ့တော့ deep plural ပြီးတော့မှလာမှာ genetic နော် genetic ကိုတော့ဗာမှတ်ထားလဲဆိုတော့ E ရဲ့ all withနဲ့ EN နဲ့ နော် genetic က E ရဲ့နဲ့ကိုမမေ့ပါနဲ့ E ရဲ့နဲ့က genetic ပဲအဲ့တော့ E ရဲ့နဲ့ပြီးသွားရင်နောက်ဘာမှာသုံးလဲဆိုတော့သူကတော့ before 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 post position post possession တွေမှာ post possession နဲ့သွားမယ်နော်ပြီးရင် necessity word တွေရဲ့အရှိမသုံးမယ် necessity word တွေနဲ့သုံးမယ်ပြီးရင်တော့သူကကျွန်တော်တို့က object object ဆိုရင် full object for object ပိုးဖြစ်သွားလိမ့်မယ်နော်တနည်းအားဖြင့်ဆိုရရင် complete လည်းဖြစ်ရတယ်နော် complete ဆိုတာငါပန်းဒီတစ်လုံးလုံးကိုစားမယ်သို့မဟုတ်ပန်းဒီတစ်လုံးလုံးကိုစားပြီးပြီနော်ဒီလိုအဓိပ္ပာယ်ဖြစ်ရမယ်နော်ငါတငယ်ချင်းတစ်ယောက်နဲ့တွေ့မယ်ငါတငယ်ချင်းတစ်ယောက်နဲ့တွေ့ပြီးပြီနော် complete ဖြစ်ရမယ်နော်တစ်ခုလုံးဆိုတဲ့အဓိပ္ပာယ်ပါမယ်လုံးမဟုတ်ပေါ့complete ပေါ့တွေ့မယ်ဒါမှမဟုတ်တွေ့ပြီးပြီအဲ့တော့ဒါက genetic နော်အဲ့တော့ဆန္ဒဒီမှာကျွန်မပြောသလိုမျိုး genetic မှာလည်းပါရှိလဲဆိုရင်ကျွန်တော်တို့ genetic plural ရှိတယ်နော်ဒါရဲ့နောက်ဟိုဘက် A2 တော့မှာကောင်းကောင်းလေး share ဟာတွေလည်းပြီးဆိုမှကြည့်တာနော် genetic မှာလည်း genetic plural ရှိတယ်အဲ့တော့ဘယ်မှာသုံးတာလဲဆိုတော့ဆန္ဒ E ရဲ့နဲ့ဆိုတော့ကြောင် E ကြောင်ရဲ့ဆိုရင်ဒါဤဆန်ပေါ့ဒါပေမဲ့ကြောင်တွေ E လို့ပြောချင်တော့ဘာနဲ့ပြောရမလဲ genetic plural နဲ့ပြန်သွားရမယ် ကျမတို့က noun case တွေမှာဘာတွေသုံးပါလဲရင်ဆိုမူလ case ကိုရှာပြီးတော့မှသက်ဆိုင်ရာ plural form ကိုသွားသုံးရတယ်เนาะဒါသူရဲ့တရားပြီးရင်နောက်တစ်ခုကတော့ partitive partitive ကတော့တစ်ခုတည်းရင်ဆိုမှတ်တာ answer တဲ့ answer တဲ့ object เนาะ object နဲ့မှမတိကြတာတွေအားလုံး partitive သုံးမယ်သူကတော့ဘာနဲ့တွဲမှာလဲဆိုတော့ after after number numbers number ရဲ့နောက်ကလိုက်တယ်ပြီးရင် quantity quantity တွေ ရေအတွက်ကိုတနည်းနည်းအားဖြင့်ဖော်ပြ အ ထား နည်းနည်းနဲ့ပေါ်ပြရင်သုံး ပြီးရင်သူတို့ပြောတဲ့ partitive verb partitive verb တွေမှာ နော်ပြီးရင်သူကတော့ preposition preposition နော် preposition နေနဲ့တွဲမယ်နောက်ပြီးရင် negative negative object နဲ့တွဲ negative မယ် object negative object တွေပြီးရင် number ပြီးတော့ must noun တွေ must noun တွေ noun must noun တွေပြီးရင်ဆန္ဒပြောတဲ့ not always ပေါ့ not always ဟုတ် နော်ဟိုဘက်မှာမသုံးတဲ့ကောင်သူကဒီမှာနော်ဒီမှာပြန်သုံးလို့ဒါ partitive ပဲသူမှလည်း partitive လို့ရှိတယ်ဒါ main သုံး case ပြီးရင်တော့ကျွန်တော်တို့ဗာမှတ်ထားလဲဆိုတော့မှာတို့မှတ်ထားနော် location မှတ်ထားတယ်ဒီမှာတော့ချုပ်ရလိုက်တော့မနော် location က location ကတော့စာမှာ star ဒါ သုံးပုဒ်ဒီလိုရေးလိုက်တော့မနော်လာကဘာလဲဆိုတော့မှာ star သုံးမဟုတ် letter သည် letter ဒါ from နော်ပြီးရင် vowel and သုံးမဟုတ် power လေ လေ to နော်ဒါလို့6 case ပြီးရင်နောက်တစ်ခုကဘာလာမှာလဲဆိုတော့ location ပြီးတော့ကျမတို့ကဘာလို့မှတ်လဲဆိုတော့ direct နော် direct object လို့မှတ်တယ်နော် direct object လို့မှတ်တယ်
subject ကလုပ်လိုက်တဲ့เนาะဥပမာငါနင့်ကိုတွေ့တယ်နင်ငါကိုတွေ့တယ်เนาะရှေ့မှာကျွန်မပြောပြီးရเนาะအဲ့ direct object တွေဆိုလို့ရှိရင်အဲ့ဒါကို personal pronoun 6ခုနဲ့သုံးမယ်ဆိုဒီ case ကိုသုံးနိုင်တယ်သူက personal pronoun 6ခုမှာတော့ခြားနဲ့မသုံးဘူးเนาะအဲ့တော့ငါနင့်ကိုလို့ပြောချင်ရင်ငါကိုလို့ပြောချင်ရင် မင်းတော့နင်ငါကိုငါနင့်ကိုလို့ပြောချင်တော့စင်တော့ စီနော နော်ငါသူ့ကိုလို့ပြောတော့ အနက် အဲ့နဲ့နော်သူငါတို့ကိုလို့ပြောချင်တော့ မေးတဲ့ နော်ဒီတို့ကိုဆိုတော့ အေးတဲ့ သူတို့ကိုဆိုတော့ အဲ အဲ့တော့ direct object တွေမှာသူတို့ကိုသုံးလိုက်မှာဟိုကျွန်တော်တို့ master ကြီးရှစ်လားဟိုလားအဲ့လောက်ကြာမှလေ့ကျင့်ခန်းလုပ်အောင်နော်ဒါ direct object ပြီးရင်ကျွန်မ Java ဖြည့်ပြီးတော့ဒီခုသင်ပြီးသားမသင်ပြီးသားမျိုးနောက်ထပ် case ကအဲ့တော့ဒီမှာ location က 6k အပေါ်မှာ basic က 3k nominative genetic ပါတက်နော် 3k ရယ် 6k ရယ် 9k ရယ် direct case ဆိုတော့10ခုပြီးသွားပြီအဲ့တော့နောက်ထပ်ကျွန်တော်တို့ German case ကတချို့ကသင်ရအောင်မယ်တချို့ကမသင်ရသေးကစီ sorry ကစီရရင်စနာစမယ်နာဆိုရင်ကျွန်တော်တို့က s လို့မှတ်ထားတယ်အနေနဲ့လို့မှတ်ထားတယ် case တစ်ခုရယ်ပြီးကစီဆိုတော့ဗာလဲ becoming နော်ဖြစ်လာနေပါပြီဆိုရယ် case တစ်ခုရယ်ပြီးရင်နောက်တစ်ခုကတော့ TTA without ဆိုရယ် case တစ်ခုရယ်သင်ထားလာတာရော မတင်ရသေးဘူးပဲ ပြန်တယ်နော် ပြန်သေးပါလို့ရှိရင် သင်ရသေးပါဘူး ဒါလို့ကျွန်တော်တာပြန်ပြောပြမယ်ဒီတော့ဒီနောက်မှာပဲဖွဲ့ရမယ်တော့မသိဘူးနော်ဒါပေမဲ့ coding ကြည့်ရင်တွေ့ရအောင်လို့ဒီ case any နေရာဒီမှာကြည့်ကြည့်နော် case any ကတ်တာဒါတိတူလို့ပြထားတာတွေ့လားဒါ genetic နော်ဒီချက်မှမလို့ကြည့်ကောင်းလို့ကျွန်မဇာတ်လေးနဲ့ဆွဲထားတာတကယ်တော့ကျွန်တော်တို့စောနာရေးလို့ပဲအတူချုံးမှတ်ကြတာနော်ကိုယ့်ကိုဇာတ်နဲ့ရေးအလို့ရေးချင်လို့ရေးဒီမှာတီးပြီး genetic ပြီးသွားရင် partitive ကဒီမှာမှလာတယ်ဘာလို့ partitive ကိုကျွန်မဒီကောင်းလေးနဲ့တွေ့ထားလဲဆိုတော့တို့က form နေတူလို့ဒီမှာ partitive တူတယ် genetic တူတယ်ကျွန်တော်တို့မတရားသေးဘူး A2 တော့မှာစုံကန်ဒီမှာတန်တာနော်တို့ A2 တော့မှာစုံကန်ဒီမှာတန်တာပြီးရင်ဒီမှာ location တကယ်တော့ location နဲ့အတူတူပဲเนาะဒီမှာတော့ကျွန်မတူရ group တွေခွဲထားဒီမှာ location တွေရဲ့ဘာဝယ် inform တသက်ရှိတယ်ဒီကကျန်တဲ့ကောင်ရဲ့တသက်ရှိလို့ဒီမှာခွဲရေးပေးထားတယ်ပြီးရင်သူတို့ရဲ့ပါလာလဲဆိုတော့ဘယ်လိုလဲနော်အခုတင်လာရင်မဟုတ်နောက်မှတင်တာဒီမှာဘာတွေ့ထည့်ထားဆိုစတယ်ကျွန်တော်မြင်မှုအောင်လို့မိတ်ဆက်ထားတာလေတခါလေ formula ပေါင်းမိအောင်လို့တခါလေတွဲရေးထားတာရေးထားတာเนาะအဲ့တော့ဒီဟာကိုဘယ်မှာတင်ရသေးလဲဆိုရင်မမတင်ရသေးဘူးအခုမှကျွန်တော် master 3သမားတွေနဲ့2အခန်း9လောက်ကျော်တဲ့ဒီမှာကျွန်တော်စတင်တယ်နော်အဲ့ဒါကြီးကတွေ့မတင်ရသေးဘူးဒီမှာနဲ့မတင်သေးတာပါလို့เนาะကဲအဲ့တော့ကြည့်မယ်ဆိုရင် Sana location ပြီးတော့ကျွန်မပြောရရင်နောက်တော့ SK လို့ခေါ်ရဲနာအဲ့တော့ကျွန်တော်တို့ master ကြီးစောင်းမှာလေ့ကျင့်ကြလို့နောက်မှတွေ့လိမ့်မယ် Sana ကျွန်တော်တို့ပြောတဲ့ location ကိုပဲကျွန် ဟို တော် ပဲတစ်ခုမေးလို့ရလားမသိ ပြပါရှင် ဟိုဟာဗာလဲ possession တို့အဲ့ဒီဟာတွေကြတော့ဟိုပဲဘယ်ထဲမှာပါလား သူကလေတတိယကျရင်ရတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ master flow နဲ့သွားတဲ့အခါမှာလေ့ကျင့်ခန်းတကယ်လုပ်ရင်တွတ်သူရတော့ ဟော ကျွန်တော် master ကြီးထဲမှာဆိုရင်အခန်းလာလိုက်မယ်9-6ခွန်တစ်ခုခုမှာအဲ့ဒီဟို post possession ကများတယ် preposition ကနေတယ် partitive ကနေတယ် n element ကဆဲလာသူကနေတယ် post possession ဟိုဟာရဲ့ genetic နဲ့သုံးမဲ့ကောင်းရလေနော်သူကတကာနာပြီးရဲစာလဲမှာရှေ့မှာဂျားမှာဆိုတဲ့ဟာ master ကြီးစာအုပ်ထဲမှာရှိတယ်အလွယ်ကြည့်ရင် master ကြီးရဲ့ကြားတယ်ဟိုနောက်ဆုံး ဟိုပဲအဲ့ဆိုရင်အဲ့ဒီ genetic တို့ရဲ့ခေါင်းစဉ်အောက်မှာပါသွားတာပေါ့နော်အဲ့လိုမျိုးပြော သူက genetic ဒီမှာတင်ဒီမှာ post possession နဲ့ preposition နဲ့ဒီမှာအဲ့ဒါစာမှာပြထားလေနော် genetic ဒီမှာကျတော့ partitive နဲ့သုံးတဲ့ကောင်ဒါလေးကဒါ post ကျွန်တော်ဟိုမှာလေ့ကျင့်ခန်းလုပ်နေပါလာတယ်စာဖတ်တော့ဒီတိုင်းတော့ကြက်တော့ပြင်းစရာကြီးနေမေ့သွားတယ်နော်လေ့ကျင့်ခန်းလုပ်တဲ့ခါကျစာဖတ်လေ့ကျင့်ခန်းနှစ်ခေါက်သုံးခေါက်လောက်လုပ်ရရင်ဒါတွေကုန်လို့ရတော့နော် ဟုတ် အဲ့တော့ SK เนาะအဲ့တော့ SK လို့ပြောရင်ကျမတို့ဒီမှာ location မှာပြလက်စာနဲ့ပြလိုက်ဒီထဲမှာဒါကျမတို့က
အိုးမဲစာရင်နောက်ဆုံးမှာ mini care လုပ်ပြီးဆိုတာเนาะသူတို့ဒါ A1.3 တိသိရမယ် general ပေါ့ grammar စုထားတဲ့ဟာလေးပေါ့เนาะဒီထဲမှာဆိုရင်ကျမတို့စနာတုပီလို့ခေါ်တယ်ဒါဖတ်တိုက်တယ်စနာတုပီရအဲ့ဒီမှာစနာတုပီရအော်ဒီမှာကြည့်လိုက်လို့ရှရင်ဒါဆိုစနာတုပီဆိုတာနောက်လို့ listening ကတ်တာ nominative ဘာတစ်တေတာဂျာဖာเนาะဂျာဖာရတာလို့ခေါ်တယ်ဟိုပြောင်းတီပြောင်းထားပြီးသားဆက်ပြီးတော့မှဒီမှာ genetic ကတ်တယ် vowel and ကတ်တယ်မှာနော်ဒီမှာစာကတ်တယ် star ကတ်တယ်လဲကတ်တယ်လာကတ်တယ်လတာကတ်တယ်တီဘလူးတွေကတ်တယ်အဲ့တော့ကျမတို့ဒီမှာဟို generally ပေါ့နော်လှိုင်သုံးရတာ A2.2 လောက်အထိอ่ะဒီ case တွေကြီးပဲဟို B1 နဲ့မှာဆောနာပြောတယ်ကျမခုတင်ပေးမယ်ဒီ case တွေတော့မှာဒါကြောင့်မို့ကျွန်တော်တို့သူတို့ကိုဒါပေမဲ့စာဖတ်ရင်လွယ်အောင်လို့ကျမသိရအောင်တခါတည်းတင်ပေးသွားတာဒီမှာမိတ်ဆက်သွားလိုက်တာပေါ့နော်အကျဉ်းကြီးထည့်ပြီးမကြည့်ဘူးလွယ်ပဲကြည့်သွားလိုက်တယ် essay case ဆိုတဲ့ဟာသူ့ကိုဘာလို့ပဲမှတ်မလဲဆိုတော့ S လို့မှတ်ရနော်ဆန္ဒကျမဒီမှာ note ကလေးထဲမှာရေးပေးထားတယ်တခါတည်း note ကြည့်တဲ့အောင်ပြောသွားမယ်နော်ဒီမှာကျမနာကိုဘာလို့ရေးထားလဲဆိုတော့ဒီမှာ S လို့ရေးပေးထားတယ်နော်သူ S လို့သိရင်ရပြီအဲ S ဆိုတော့အနေနဲ့ပေါ့နော်အဲ့တော့ဥပမာကျမတို့ကចောင်းသားတွေအနေနဲ့နေတိုင်းเนาะသို့မဟုတ်ညတိုင်းစာလုပ်ပါလို့ပြောရင်ဘယ်လိုပြောမလဲအဲ့တော့ငါဒီပေါ့ဘာနဲ့ပြောမလဲ မိနာ စာလုပ်တယ်စာသင်တယ်ဆိုတော့လေ့လာတယ်ဆိုတော့ OP Opiskela. Opiskela နော်အဲ့တော့ Opiskela. Opiskela နေတိုင်းဆိုတော့ yoga ပါ Yoga Paiba. ပိုင်းပါ ပါကြီးပါနော်နေတိုင်းလုပ်တယ်ဘာအနေနဲ့လဲဆိုတော့ចောင်းသားတစ်ယောက်အနေနဲ့လို့ပြောချင်နော်ចောင်းသားက obiskela Opiskela scalia ကယ်လီယာ Opiskelia ဒီယာအနေနဲ့လို့ပြောချင်တော့ဘာထည့်မလဲ and နော်သဘောပေါက်လားသူ့သုံးတဲ့ပုံစံလေး ဟုတ် ဟုတ်ပြီနော်ဒါပဲနော် तू ကအဲ့တော့ तू ကအနေနဲ့လို့ထွက်လိမ့်မယ်ကိုသုံးတဲ့နေရာကကောက်ကိုပြန်ပြောရလိမ့်မယ်နော်အဲအကြောင်းသားတယောက်အနေနဲ့ဟိုဟာအနေနဲ့ဒီဟာအနေနဲ့ဆက်လာလိမ့်ပြီးရင်သူ့ကိုနောက်တစ်ခုကတော့နော် तू ကကျမတို့မိလွာယုံဖြစ်ရင်အထူးသဖြင့်မဲစာတွေ2.1တင်တွေ့ရလိမ့်မယ်မိလွာယုံဖြည့်တဲ့အခါမှာအချို့သိထားပြီးသားဘယ်လမှာလို့ပြောချင်လောက်ကိုမှာကတ်ချင်ဘာကတ်ရလဲဆိုတော့ SSR နော် SSR ကတ်တယ်စာကတ်တယ် Pa. နော်ယာဒီတွေဟလာစောင်းယာဒီနွေယာဒီတွေကိုမှာကတ်ချင်ဘာကတ်ရလဲ LLR La. market ဟဲ့လားအင်္ဂါဘုတ်တကူတွေရေးရတွေကိုမှာကတ်ချင်နော် market Na. အဲ့မှာကတ်တယ်မှာပဲเนาะအဲ့တော့သူကတချို့သောနေရာတွေမှာတော့အဲ့ဒီအချိန်မှာဆိုတဲ့အဓိပ္ပာယ်နဲ့တချို့သောအချိန်နဲ့တွဲပြီးတွေ့ရတယ်ဒါသူ့ရဲ့အနှစ်ချုပ်ပဲရမယ်နော်ဒီထိ translative တိဆိုတာကစီเนาะကျွန်မဒီမှာဘာလို့ရေးပေးထားလဲဆိုတော့ကစီကို becoming လို့မှတ်ပေးထားတယ်เนาะဘာလို့မှတ်ထားလဲဆိုတော့ကစီရဲ့သဘောကသူကเนาะ life ကဖြစ်စဉ်နေเนาะဘဝရဲ့ဖြစ်စဉ်နေဒါမှမဟုတ်အခြေအနေ connection နေเนาะ saturation တွေ changing ဖြစ်တယ်ပြောင်းလဲလာတဲ့ဟာကိုဖြစ်လာနေပါပြီဟဲ့လားဖြစ်သွားပါပြီဆိုတဲ့ပုံစံနဲ့နေရာမှာသုံးတယ်เนาะဘယ်လိုဟာမျိုးလဲဆိုတော့ဟေးငါကတော့အလုံးလက်မဲ့ဖြစ်သွားပြီငါတော့အလုပ်ရသွားပြီငါတော့အိမ်အောင်ကျသွားပြီငါတော့စေစက်လိုက်ပြီဒါ life change နေနော်ပြီးရင်ငါတော့ဒီမှာ engineer ဖြစ်သွားပြီဟာအဖေကအိုးလာပြီနော်ဟဲနေကနှုလာတယ်ဖြစ်လာတယ်နောက်ဆုံးဘယ်လောက်ထိတုံးလဲဒီမှာဆိုလို့ရှိရင်ဟလာပူနိုင် sexy ဆိုရင်ပူနိုင်တယ်ဆိုတာနေတာလေးနော်အဲ့တော့ဒီမှာဒီလိုကစီနဲ့တုံးထားဆိုလို့ရပါလဲဆိုတော့နင့်မျက်နှာကြီးကဘာဖြစ်လာပြီလဲ ရေးလာ Ni. နော်အဲ့လိုမျိုးနော်ဖြစ်လာပြီဆိုတဲ့နေရာမှာနော်ဖြစ်သွားပြီဖြစ်လာပြီဆိုတဲ့နေရာမှာတော့ဒါကြောင့်ကျွန်မတို့ becoming လို့မှတ်ပေးထားတယ်အဲ့ဒါသူပဲနော်ပြီးရင်သူကလည်းဆန္ဒနာလို့ပဲတချို့သောနေရာတွေမှာကျွန်တော်တို့ကသူ့ကစီနယ်များသုံးလိုက်မယ်ဆိုရင်အချိန်နေနဲ့ပေါ့နော်အချိန်နေနဲ့သူ့ကိုတချို့သောနောင်းနေနဲ့တွဲသုံးလိုက်ရင်ဘာထွက်လာမလဲဆိုတော့အဲ့ဒီ for the time လို့ဒီပဲရလာလိမ့်မယ်နော်ရိုးလူစီဆိုရင် for the Christmas ကဲစာစီဆိုရင် for နွေရာသီပေါ့နော်နွေရာသီအတွက်ဒါမှမဟုတ်တနင်္လာနေ့တက်ဆိုရင်ဥပမာဆိုရင်မာနန်တိုင်းစီ manata kisi ဟုတ် နော်လို့သွားလိုက်နော်အဲ့တော့ for အဲ့ဒီနော်အဲ့ဒီဟာကို तू ကအခြားနောင်းနေနဲ့အချိန်ပြပုံနေနဲ့သုံးလိုက်မယ်ဆိုရင်နော် for the time လို့သိပေးရတယ်ဒါပဲသူ့ဟာလဲရမှာ ဟုတ် ဒီနောက်တစ်ခုက abusive နော် abusive ကတော့ကျမတို့က TTA သူ့ကိုကျွန်တော်တို့တစ်ခုပဲမှတ်တယ် without လို့မှတ်တယ်နော်မပါဘဲနဲ့အဲ့တော့ရဟာဆိုတာပတ်စံပတ်စီဆိုတာပတ်ဖို့ရဟာတာပတ်စီတာဆိုဘာဖြစ်သွားမလဲဆိုတော့ပတ်စံမပါဘဲနဲ့ပတ်ဖို့မပါဘဲနဲ့
စနာလေး Mr. 1မှာကြည့်ခဲ့တယ်ကျမတို့ဘာဖြစ်လဲ people ဆိုတာခေါင်းစုပ်အုပ်ထုပ်စာတန်း vario ဆိုတာ t အဲ့တော့စာတန်း vario တာဆိုဘာဖြစ်သွားမလဲ ထိမပါပဲနဲ့ မပါပဲ ဒီ နဲ့ မပါပဲ people နဲ့ တာဆိုရင် ကောင်းစုပါ ကောင်းစုမပါပဲနဲ့ ခေါင်းစုပ်မပါဘဲနဲ့ तू ကခေါင်းစုပ်မပါဘဲနဲ့အပြင်ကိုထွက်သွားရလို့များပြောမယ်ဆိုရင် तू က hand သွားတယ်ထွက်သွားတယ်မင်းလည်းပဲပြောလာဟတ်တဲပဲပြောနော်အဲ့တော့ hand လာဟတ်တဲအပြင်သို့ဆိုတော့ ulos ပြင်ကိုထွက်တယ်ဘာမပါဘဲလဲဆိုတော့ခေါင်းစုပ်မပါဘဲဆိုရင် people ပိုတာ ဟုတ် နော်သူ့အသုံးမှာဒီလိုရမလား ဟုတ် နော်အဲ့ဒါပြီးရင်ဒီမှာနောက်တစ်ခုကအခု3 case ရှိပြီနော်နာကစီတာရှိပြီဒီမှာကျတော့ community လို့ခေါ်တဲ့ကောင်လေးနော်ဒီမှာဆိုဒီနာမည်တွေမှတ်တာမှတ်ပြီဒီမှာသူတို့ case any နဲ့မှတ်ထားတာ community ဆိုတဲ့ကောင်လေးကတော့ဒီမှာနဲပါပဲအဲ့လိုကျွန်တော်တို့မှတ်ပြီးမယ်တကယ်တမ်းကသူက INE ကိုပါ possessive suffix ကအားလုံးသိရနော် genetic က ni တို့ si တို့ကိုပြောတာနော်ဟောသူကဒီမှာပါတဲ့ i ရလဲရိုးရိုး i မဟုတ်ဘူး plural i ပြောင်းရတာနော်ဆန္ဒကျမတို့မှာ plural case တွေပြောင်းလို့ပြောင်းပေးရအောင်မသူနော်အဲ့လိုပြောင်းရမယ်ဆိုတဲ့အခါကျတော့သူရဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့ together with လို့အဓိပ္ပာယ်ရတယ်ဒီမှာစာဖတ်လိုက်ရင် I NT စပူဆို NT ကတဲ့နော် arrive ရောက်ရှိလာပါတယ်တဲ့ကောက် miss ကစံတက်လာတယ်ကောက်နဲ့ by morning ဆိုတော့သူဤချောမောလှပတော့ဇနီးနဲ့အတူအဲ့တော့ကျမတို့ကဇနီးနဲ့အတူလာပါတယ်ဇနီးနဲ့အတူသွားပါတယ်လို့ပြောကြတာနောက်တစ်မျိုးပြောတာကျမတို့ရှေ့မှာသုံးထားဘူးလေဘာလဲမှတ်မိလား ကန်စာ cancer ကန်းစာကိုဒီတိုင်းကန်းစာနဲ့ပါနဲ့တွေ့ရလေ genetic နဲ့တင်နဲ့တွေ့ရ နော်အဲ့တော့ဘသူကလွယ်လေလောက်ရတာဒီလိုလောက်တာလွယ် ကန်ဆာ ဒီလိုလောက်တာလွယ်လား cancer လို့ ကန်းစာလို့ ဒီဘက်ခင်မှာဒီ case မသုံးဘူးနော်ဒီ case ကိုမသုံးတော့ဘူးရင်တော့ရေးထားတဲ့စာထဲမှာရှိပေမဲ့ဒီဘက်ခင်မှာတော့အဲ့ဒီစာဘာနဲ့ပဲပြောကြလဲဆိုတော့ genetic စာနဲ့ပဲသုံးနော်ဒါပေမဲ့ဆိုတော့တဘောက INE ကိုတွေ့ပြီးနောက်က possessive suffix ni တို့ si တို့ကိုတွေ့လိုက်မယ်ဆိုတော့ဘာလို့နားလဲရမလဲနှင့်လို့ပြောနေတာ genetic cancer နဲ့အတူတူစာဖတ်တတ်အောင်ကျွန်တော်တို့ကြည့်ထားလိုက်ရမယ်ကိုမသုံးနဲ့ကိုသုံးရင်ဘာနဲ့သုံးရင်လုံလောက်လဲ genetic cancer genetic ကန်စာနဲ့ ဒီနော်ရမယ်နော်ဒါ community နောက်တစ်ခုကတော့ instructive လို့ခေါ်တယ်နော် instructive case ဆိုတဲ့ဟာကတော့ဘာလဲဆိုတော့သူကခုထီတော့သူကသုံးသေးတယ်ဒါပေမဲ့ဒီလိုတွင်တွင်ကြဲကြဲအများကြီးမဟုတ်တချို့တော့ကန့်သက်စကလုံးတွေမှာဟဲ့ငါမျက်လုံးနဲ့တက်အပ်တွေ့လိုက်တယ်လေဟဲ့ငါလက်ကြီးနဲ့နင့်ကိုတေချာပေးလိုက်တာလေအဲ့လိုတတ်မှတ်စကလုံးတွေမှာတော့သုံးတာရှိတယ်နော်ဒါပေမဲ့ရှားပါပဲသူကလေဒီ i လေးကစောနာပြောတယ် plural i ကိုရွှေ့ရတယ်ပြီးတော့မှနောက်ကနေ genetic လို့ပဲ enter ပေါင်းထားနော်အဲ့တော့ဒါပေမဲ့သူ့ကိုပြန်လိုက်တော့နီးစပ်ဆိုတာဘာလဲဆိုတော့ option လို့သိပဲရတယ်နော်အဲ့တော့ anti ကတွေ့တယ်တဲ့နော်အဲ့ဒါကိုတဲ့နော်သူမဟုတ်သူ့ကိုတွေ့ခဲ့တယ်ဘာနဲ့လဲဆိုတော့ အိုးမာလာအိုးမင်စစ်လင်မယ်ဆိုတော့သူ့မျက်လုံးကြီးနဲ့ပေါ့နော်သူမဟုတ်သူ့မျက်လုံးအားဖြင့်အဲ့တော့အဲ့ဒါကိုကျွန်တော်တို့ကဘာနဲ့တခါပြန်သွားညီလဲဆိုတော့ကျွန်တော်တို့ဘတ်စကားနဲ့သွားတယ်လို့ပြောရင်ဘယ်လိုပြောလဲအကြောင်းဘတ်စကားနဲ့သွားတယ်ဆိုရင် ဘူစီတာ စိတ်လား အဲ့တော့ဆိုလိုရင်းကနောင်ကိုလာထည့်လိုက်ရင်ဘာဖြစ်သွားမလဲဆိုတော့ by ဘိုင် အဲ့ဒီနောင် by ဆိုတာဒီမှာစာရပြန်လို့အားဖြစ်လို့ထွက်ပေမဲ့ genetic cancer နဲ့ဂုဏ်သတ္တိမတူဘူးเนาะနဲ့လို့ထွက်ရင်ရောဂုံမှာဆိုလို့ကျမတို့ကအားဖြစ်လို့ဒီမှာရေးပေးထားတာသူကလည်းဘာပဲလဲစကားအရပြောရင်နဲ့လို့ပဲထွက်လာဘတ်စကားနဲ့သွားတယ်နော်အဲ့တော့ကိုမျက်လုံးနဲ့သူ့ရဲ့မျက်လုံးနဲ့တက်အပ်တွေ့လိုက်တယ်အဲ့တော့ဒါကြောင့်မလို့သူကလည်းဘာနဲ့ညီလဲဆိုတော့ဒါနဲ့ညီတာဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ခေတ်မှာသူ့ကိုမသုံးမဲ့ဘာကိုသုံးလဲနောင်ကိုလာကပ်ပြီးတော့သုံး ပါ တယ် က နော်အဲ့ဒါဆိုရင်အဲ့ဒီနောင်အားဖြင့်ပေါ့အဲ့တော့လက်နဲ့စားရလို့များပြောရင်လက်ကကစီဆိုတော့ဘယ်လိုဖြစ်သွားမလဲ ဟုတ်လား ကစီလာ ကစီလာ နော်ဟုတ်ပြီနော်အဲ့တော့နေရတင်တန်းတက်တယ်ဘာနဲ့တက်လဲအင်တာနက်အားဖြင့်လို့များပြောခြင်းအင်တာနက်က very good ဆိုတော့ very good regular နော်ဒီလောက်သိရင်ရမလား ရပါတယ် အဲ့တော့ဒီမှာနာရဲ့ကစီရဲ့ TTA ဆိုတာအဲ့ဒါလေနော်အဲ့တော့ဒီကောင်လေး၃ခုကတော့နည်းနည်းသုံးသေးတယ်နာကစီတာကတော့သုံးတယ်ပြီးနောက်ထပ်စောနာကျွန်တော်တို့ပြောတယ် basic က3ခုရှိတယ် location ကဘယ်နှခုရှိလဲ6ခုရှိတယ် နောက်ခု နော် basic က3ခု location က6ခုရှိတယ်ဟဲ့ပြန်ဖြစ်တယ်အဲ့ဒါလေးနော် location က6ခုဆို9ခုပြီးတော့စောနာ direct object နဲ့ဆိုတော့ cosmetic ကတစ်ခု10ခု 9
ဒီမှာ direct object အားလုံးပေါင်း10ခု10ခုရဲ့အခုကျွန်တော်တို့နားတွေကစီနဲ့ဆိုတော့ 15ခုပြည့်သွားပြီ နားတွေကစီနဲ့15ခုပြည့်ပြီနော်နားတွေကစီတွေထဲမှာကျွန်တော်တို့မပါတာဘာလေးရှိသေးလဲဆိုတော့ဆန္ဒပြောတဲ့ဒီမှာဒီမှာအဲ့တော့ဆန္ဒ ine ကို E ရဲ့ ဘာဝဲ possessive suffix ကတ်တဲ့ကောင်ကအဲ့ဒီစာကိုကျွန်တော်တို့ဘာသုံးပါလဲဆိုတော့ genetic စာ ကန်စာ ပြီးပါမယ်ပြီးရင်ဘာသုံးလဲဆိုတော့I N in ကိုတော့သူ့အစားကျွန်တော်တို့ဘာသုံးလဲဆိုတော့ နောင် noun ကို နောက် plus စာ နော်အဲ့တော့ဒါဒီ noun case 15ခုပဲနော်အဲ့တော့ကျွန်တော်တို့ဒီ15ခုပြန်ပြီး case စနည်းပြန်ကတ်ကြည့်မယ်ဆိုရင်အဲ့တော့ဆန္ဒပြောတဲ့nominative ကတော့ဘာမှမရှိဘူးဒီလိုရရှိမယ်နော်ပြီးရင် location case ဆိုတော့ဒီတွေ့ပြီးရင် location case ကစာရဲ့စက် စာ စာ sorry ဒီမှာ T plural ရှိမယ်ပြီးရင်ဘာကြံသေးလဲဆိုတော့ genetic ကြံတယ်နော် genetic ရဲ့ and partitic ကတော့သူတို့နဲ့လုံးဝမတူတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီမှာ partitic ကိုသက်သက် partitic ရဲ့ R သုံးဖို့တဲ့ R သက်သက်ပေါ့ တဲ့အား နော် R သုံးဖို့တဲ့ R သက်သက်ပြီးရင်ဒီမှာ vowel n ကလည်းသူနဲ့ line မတူဘူးမတူတော့ကျွန်တော်တို့ vowel n ကိုသက်သက်တစ်ဖောင်မှတ်ရတယ်နော်သူတို့မှာကျွန်တော်တို့သင်ရမှာ3ဖောင်သင်ရမယ် case ending ကတ်တဲ့ဟာကိုနော် star ပြီးနော်နာ letter လေပြီးရင်ဒီချိန်မှာနောက်ထပ်ပါလဲဆိုတော့ကစီရယ် TTA ရယ်ပါတယ်နော်ပြီးရင်ဘာဝဲအန်ဘာနဲ့တူလဲဆိုတော့နာနဲ့တူမယ်အဲ့တော့ case ရင်ဒီမှာ2 case ပါတိတကတကေ3 case နော်ဒီမှာ location က5 case ကဲကစီ TTA နဲ့ဆိုတော့9 case ဟိုမှာ2 case 9 case အားလုံးပေါင်း73ခုရှိတယ်ဟုတ်လားဟုတ်လားမှန်လား 15 case ဆိုဒီချိန်မှာ ဟုတ်တယ်လေ15ခေတ်မှာစွမ်းတာ2ခုကိုကျွန်တော်တို့က ကိကပေါင်းလိုက် ဟုတ်ပါဟုတ် ဟို2ခုကိုဖြုတ်လိုက်တယ်လေနော်ဟို2ခုကိုကျွန်တော်တို့ case sending ကတ်တာသွားမကြည့်တော့ဘူးသူတို့အဲ့ဒီစာကို genetic cancer ကြီးလာရင်းနဲ့သွားကြည့်မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီ73 case ကိုကြည့်ရမယ်အဲ့တော့ဒီမှာဒါ nominative ကတီးတူရယ် genetic နော် location 6 case ထဲမှာဘာဝဲ mm မပါတာဒီမှာ5 case ရှိတယ်ပြီးရင်ကစီနဲ့ဒီနော်သူတို့ကပါတိတစ်ကတစ်ဖောင်ပြီးရင်ဘာဝဲ n နဲ့နာမရတစ်ဖောင်အဲ့တော့ဒီမှာဒီကောင်မျိုးကြည့်ရင်ဒီကောင်မျိုးကျတော့စာမှတ်တဲ့ချိန်မှာဘယ်လိုမှတ်ထားလဲဒါတွေက case ending လို့ရေးထားရင်သူတို့ပေါ့နော် case ending เนี่ยသူတို့ထဲမှာရှိပြီးတော့ဒီကောင်ဆိုတော့ပါတိတစ်ဆိုတော့ပါတိတစ်ပဲနော်အာပဲနေရအောင်ဒါကတော့ဘာဝဲကတော့ဘာဝဲအဲ့တော့သူတို့ရဲ့ copy တွေကိုအများကြီးမယ်ဆိုရင်ဒီကောင်ကဘာလို့ရလဲဆိုတော့ copy တဲမှာ yes လို့ရတယ် yes လို့ပြောတာဖြစ်တဲ့အတွက်ကြောင့်ဘာရောလဲဆိုတော့ A ရော B ပြီး ရော ရောပြီးရော เนาะအဲ့တော့ A ဆိုရင်ဘာလုပ်မလဲ strong ကနေ ဟောင်း တောင်း က ကနေ weak B ကိုဆိုရင် weak ကနေ weak ကနေ strong ပြန်တက်เนาะအဲ့တော့ဒီဘောကကောင်တွေကเนาะ case study ဆိုတဲ့ကောင်တွေက A ဆိုရင်ဒီကောင်ကတော့ party တစ်เนาะ party တစ်ကတော့အာသုံးမဟုတ်တဲ့ကတ်တဲ့ကောင်တွေက party တစ်သူကတော့ဘာလုပ်ဆရာမလိုဘူးလဲဆိုတော့ကျမတို့ Vehicle. တယ်မချေ ဟုတ်ပဲ ဟုတ်တယ် ချေ ဟုတ် ဘာဝဲ N နဲ့နာနဲ့ကတော့ကျမတို့ကဘာလုပ်မလဲဆိုတော့ဘာဝဲ N ကိုမှာဆိုလို့သတိပေးထားရင်2နာကတော့ S နော်ဒီကောင်တွေကတော့ဘာသွားမလဲဆိုတော့ copy တဲမှာ strong လို့ပြောတာဖြစ်တဲ့အတွက်ကြောင့် A ဆိုရင်လောက်ဆရာလို့မလား မလိုပါဘူး လို့နော် A က strong ကနေ လောပါ မစင်ဘူးဒါပေမဲ့ B ဆိုတော့ဘာလုပ်ရမလဲ strong ပြောင်း strong လာ ဘက်ကိုချေ ပြန်တက်ရမယ်နော်အဲ့ဒါသူတို့ရဲ့ပထမမူရင်းအဲ့ကနေမှကျတို့ case study ကိုကြည့်လို့ what type A ကိုပြန်ခွဲရင် what type A ဆိုတဲ့ကောင်တွေကကျတို့စောနပြောထားတဲ့ ROU E နဲ့ RO နဲ့စုံတယ်လို့မှတ်ထားတယ်အဲ့တော့ဒီကောင်တို့သွားလိုက်ရင် ROU နဲ့စုံမယ်ဆိုရင်ဘာတန်းကတ်ရုံပဲလဲဆိုတော့ case study case နဲ့တန်း တယ်ကရောင်းမယ် အဲ့တော့ E ဇလန်က new I အဲ့တော့ new I ဆိုတာဘာလဲဆိုတော့ long word ဒီမွေးစားကဟာပြီးတော့ကြီးလာပြီးတော့နောက်မှာဖြည်းဖြည်းချင်းကျက်ပြီးတော့တည်သွားတယ်နော်လက်ရှိထိကတော့ကျွန်တော်တို့ best style လုံးနဲ့ဒါ new I ဒါကတော့ OI အဲ့တိုင်းမှသွားပြတာသွားကျက်ရင်အများကြီးပဲကျက်ရင်မရဘူးနော်စာကျွန်တော်တို့ကိုယ်တိုင်လည်းတကယ်စာကျက်လို့ကျွမ်းတဲ့ဆရာကြီးတွေတောင်မရကြအောင်ပြီးရင်မေ့တာတော့ဆိုမှတ်တာများတာဟုတ်နော်အဲ့တော့သူ့ကိုကျက်မနေနဲ့မသိရင်သွားပြေးကြည့်လိုက်လှုပ်လိုက်
နော် I နဲ့ E နဲ့ပြောင်းလိုက်လို့အတန်ကြီးက PC လေးပဲပြောင်းသွားတာအဲ့တော့သူကသူလုံရင်းနဲ့တည်လာလိမ့်မယ်ဆိုလိုရင်းက new I ဆိုတာမွေးစားစကားလုံးလို့သိရင်ရပြီနော်အဲ့တော့ new I ဆိုရင်တန်းပြီးတော့ case any က က I ဆိုရင်တော့ I ကိုဖြုတ်တယ် အဲ့ပြောင်း ပြီးတော့မှ ပြန်တော့ case နော်ပြီးရင် SI နော် SI ဆိုလို့ရှိရင်တော့အဲ့ဒီ SI ကိုဖြုတ်ပြီးရင် site ရမှာတဲ့ ဟောမှာ case any ပေါ့မယ်ဒါဒီ ဒါပေမဲ့အဲ့ဒီမှာကျွန်တော်တို့ဘာထပ်ထည့်ထားလဲဆိုတော့ non finish work ကို consonant နဲ့ညာဆုံးမယ်ဆိုရင်နော်ဆိုတဲ့သဘောကကျမနာမည်ခိုင်ဝင်းသူဆိုနေတာသူတို့ friend စကားလုံးမဟုတ်ဘူးလေနော်အဲ့တော့ကျမရဲ့ခိုင်ဝင်းသူမှာများတကယ်လို့ consonant နဲ့ဆုံးခဲ့မယ်ဆိုရင်ကျမခိုင်ဝင်းသူမှာရှိရလို့ပြောချင်ရင်ကျမနောက်ဆုံးမှာ e ခံရမယ်အားကြောင့်မို့ကျမတို့မြန်မာကိုမြန်မာရီလို့ခံရတာနော်အာနဲ့ဆုံးခါလို့ I ခံပြီးတော့မှနောက်ကနေသက်ဆိုင်ရာကိုထည့်ခြင်းလေ this နော်ပြီးပြီဆိုလို့ရှိရင်အဲ့တော့ဒီကောင်ကြီး non finish work ကို consonant နဲ့ဆိုတော့ I ကတ်သွားတာဖြစ်တဲ့အတွက်ကြောင့် what type ပဲရောက်သွားလဲဆိုတော့ new I နဲ့ပြန်ရောက်သွားတယ်နော်ဒါကြောင့်မလို့ competitor ရှိတယ်နော် non finish word တွေမှာလည်း competitor ဒါကြောင့်မလို့ Africa ကျွန်တော်တို့ထိတ်မှာ competitor စတင်တော့ပါတယ် Africa finish စကားလုံးမဟုတ်တော့ညာ new I ဖြစ်နေတဲ့အတွက်ကြောင့်မလုပ်ထားလဲ competitor လောက်ကြတယ်နော် competitor လောက်တယ်နော် K ရနေတော့ new I နေဆိုလုံးလိုက်မယ်ပြီးရင်ဒီမှာကျွန်တော်တို့ competitor မလုပ်တဲ့ကောင်လေးနည်းနည်းမှတ်ထားတယ် any နဲ့စုံတဲ့ကောင်လေးဆိုရင်အဲ့ဒီ any ကိုဖြုတ်ဆယ်အောင် တယ်ပြောင်း case any နော်သူကတော့ no competitorပြီးရင် UTYD နော် UTYD ဆိုလို့ရှိရင် UTYD ရဲ့သို့မဟုတ်ရင် L ပါတယ် LUTLYD ရဲ့နော်ကျွန်မခဏခဏပြောဖို့မေးလို့မှတ်တစ်ခါထည့်UTYD သို့မဟုတ် LUTLYD အဲ့ဒီကောင်လေးဆိုလို့ရှိရင်တော့နောက်က T လေးတစ်လုံးကိုပဲဖြုတ်လိုက်ပြီးရင် A နဲ့ပြီးတော့နော်ပြီးရင်တော့ဒီက LLUT သို့မဟုတ်ရင်ကျွန်မဒီဘက်မှာနောက်တစ်ခုပြောင်းရေးလိုက်မယ်နော် NYD เนาะအဲ့တော့ LL သို့မဟုတ် N နဲ့ဆုံးတဲ့ကောင်လေးဆိုတော့အဲ့ဒီနောက်မှာပါတော့ UT ရော YD ရောဖြုတ်ပြီးရင်ပြောင်းဒါဒီ no competitive group ဒီမှာ what type B အနေနဲ့လုံးလုံးမဲ့ကောင်က what type B က consonant နဲ့ဆုံး A နဲ့ဆိုတော့ A ကိုရင်ထည့် A ဆိုရင်နောက်ထပ် အဲ့ဒါတော့ပါ ဒီလုံး က ပြီးရင် AS အဲ့တော့ဒီမှာကျွန်တော်တို့ချုပ် AS ဆိုလို့ရှိရင်ဘယ်ရောက်သွားမလဲ AA ရောက်သွားမယ် အေး ပြီးတော့မှ case လေးပါ IS ဆိုလို့ရှိရင် I ရောက်တယ်သို့မဟုတ်ရင် IK SC ASC တော့မှ case လေးကတ် any က ပြီးရင် OS တွေ ES တွေဆိုလို့ရှိရင်သူတို့တွေဆိုရင်တော့ကျွန်တော်တို့သူတို့စီမှာပါတဲ့နောက်က S ကိုဖြုတ်တယ် PSC တောင်းပြီးတော့မှ စီပြောင်း case လေးကတ်နော် USYS ဆိုလို့ရှိရင်တော့ကျမတို့မှာသူက buff ကလာတဲ့အဖွဲ့နဲ့နော်ကျန်တဲ့အဖွဲ့နဲ့ဆိုတော့ဖွဲ့ကွဲတယ်ကွဲပြီးတော့ဘာဖြစ်လဲဆိုတော့အဲ့ကနေ UASC ပြောင်းသို့မဟုတ်ရင် UD ပြီး ပြော တော့ င်း case လေးပါ case any ပြီးရင် PON ဆိုရင် POMA ဖြစ်သွားမယ် case any က DAR ဆိုရင် ARE ပြီးတော့မှ any IN ဆိုရင် IME RME ပြီးတော့မှ case any အဲ့တော့ဒါ what type A ရောပြီးတော့တကယ်တော့ကျမတို့အနေနဲ့ what type A ကိုရရင်ရတယ်နော် A 1.3 ထိက A ထိပဲပါတယ်နော်ကျမဒါနဲ့သူကခဏခဏမေးလို့ခောက်တစ်ခေါက်ပြန်ပြောသွားတာဒီကနေခဏခဏပြောသွားတော့ဒီမှာကျတို့လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာဒီကောင်တွေပါမှာမဟုတ်ဘူး E ထိပဲပါမှာ UTY တွေ NE နဲ့ E တော့ပါလိမ့်မယ်ကျန်တဲ့ကောင်တွေဟိုနောက်ဆုံးလေးမှာနည်းနည်းလေးစတွေ့ရမယ် A2 ရဲ့မှာစလုံးမှာနော်အဲ့တော့ဒီမှာခဏခဏပြောင်းလို့ပြောဒါဒီ general case formula နော်အဲ့တော့ကျမဒါလေးကိုပို့ပြလိုက်အဲ့တော့မပို့ပေးခင်အဲ့တော့ဒီမှာဒါပါတိတိကဘယ်တော့မှတ်တာနော်အဲ့တော့
တော့ဒီထက်မှာကျမတို့သူခုနပြောတဲ့ partitive ကိုပြောမယ်ကျမတို့နော် partitive ကကျမတို့အာသို့မဟုတ် there တွေတက်မယ်သူကဘူးပေါ်ပဲတယ် ဟုတ်ပါတယ် နော်အဲ့တော့သူဆိုလို့ရှိရင်သူလည်း single ပါပဲသူကတော့နော် single ပါဆိုနောက်ဆုံးမှာတရတစ်လုံးနဲ့ဆုံးတယ်အာဦးအာယူရင်းနဲ့ဆိုရင်တန်းပြီးတော့ဘာကတ်ရုံမလဲဆိုတော့အာကတ်ရုံ အဲ့ရ နော်ဘာပဲဟာမိုနီယာပဲနော်ပြီးရင်တပယ်ပါဝေတဲ့နော်တပယ်ပါဝေဆိုတာတရနှလုံးနဲ့ဆုံးမှာဥပမာကျမတို့ uxio လို့လိုမျိုး eo လို့နော်u လို့ o u လို့စသဖြင့်ရှိရနော်မတူတဲ့တရနှလုံးနဲ့ဆုံးနိုင်မယ်အဲ့လိုတပယ်ပါဝေနဲ့ဆုံးဒါမှမဟုတ်လို့ရှိရင် dip town လို့ခေါ်တယ် dip town word ဒီကျမတို့ဟိုးထိတ်မှာသင်မှုတယ်နော်အဲ့တော့အတန်တစ်ဖြတ်မှာတရနှလုံး dip town ဆိုတာအဲအာပါတဲ့အတွက်ကြောင့်အဲအာတွေ့တိုင်းဆိုတော့အဲတွေ့တိုင်း dip town မဟုတ်ပါဘူးเนาะအဲ့ဒီတွေ့တိုင်း dip town မဟုတ်ဘူး dip town ဆိုတာဥပမာပြောရင်ဒီရောဒါ dip town လို့ပဲဗာလဲအတန်တစ်ဖြတ်မှာပါရှိမလဲတရနှလုံး word ကလေးတစ်လုံးတရနှလုံးနဲ့အတန်တစ်ဖြတ်ပဲရှိတာအဲ့ဒါ dip town เนาะတရလည်းနှလုံးကလည်းစန dip town တရတွေဖြစ်ရမယ်အတန်လည်းတစ်ဖြတ်ပဲရှိရမယ်ဥပမာမာဆိုရင် dip town ဖြစ်ပါမလား ဖြစ်ပါ ဖြစ်ပါဦး မာတကယ်တော့ dip town မဟုတ်ဘူးเนาะဘာလို့လဲဆိုတော့အတန်တစ်ဖြတ်ပဲရှိတယ်တရနှလုံးပဲမဲ့ဒါ dip town တရမဟုတ်ပါเนาะအဲ့တော့သူကတကယ်တော့ long vowel ထဲမှာဝင်သွားလိမ့်မယ်เนาะအဲ့တော့ဒါကိုကျွန်တော်တို့က long vowel လို့ခေါ်တယ်အဲ့တော့ dip town သို့မဟုတ် long vowel เนาะဘယ်ကောင်ပဲဖြစ်ဖြစ်အဲ့တော့တရတစ်လုံးဆိုအာပေါင်းတရနှလုံးဆိုဘာပေါင်းမလဲတာပေါင်း အဲ့ရ နော်တရားပေါင်းလိုက်မယ်နော်အဲ့ဒီထဲမှာမှချင်းချင်းနေနဲ့ကျွန်တော်တို့ AR တို့ ER တို့ဆိုလို့ရှိရင်တော့ R ပဲပါနော်တရားလုံးဒီမှာ AR ER ဆိုတော့တို့ကများသောအားဖြင့် activity ရလာတယ်အဲ့တော့ဒါဒီကျွန်တော်တို့ RU ဇလန်အခုမှဆုံးသွားတယ်ပြီးရင်တော့သူလဲလာတယ် new I UI နော် new I ဆိုရင်တန်းပြီးတော့ပါ အာ နော် OI ဆိုဘာလုပ်လဲအဲ့ဒီ I ကိုဖြုတ် ပြောင်း ပြောင်းပြီး အားထက် နော် SI ဆိုတော့ကျွန်တော်တို့ကအဲ့ SI ကိုဖြုတ်ပြစ်တယ်ဒီမှာ DE ပြောင်းတဲ့နေရာမှာနော်သူကတော့မပြောင်းတော့ဘူးတန်းပြီးတော့ပေါင်းလိုက်မယ် SD လို့ပါ SD တကယ်တော့ကျွန်မခွဲပြောရင်ရရနော်ဟိုမှာ D ပြောင်းတဲ့နေရာမှာ तू ကဘာပဲပြောင်းသွားရလဲဆိုတော့ S ပဲပြောင်းသွားတာပြီးတော့မှ T ပြောင်းသွားမှတ်အခက်မှာဆိုတော့ SI ကနေကျွန်တော် SD ပြောင်းတယ်လို့မှားလိုက်တယ်တခါလေးချုပ်လိုက်တာနော်ပြီးရင်တို့တော့တစ်ခုပို့တိုးသွားတယ် NI အဲ့ဒီမှာကျမတို့က new I ဆိုတာဆန္ဒမွေးစားစကားလုံးအားလုံးဒီ new I နော်အင်္ဂလိပ်ကပဲမွေးစားဆွီဒင်ကပဲမွေးစားပြင်သစ်ကပဲမွေးစားသူမွေးစားခြင်းနဲ့ဆီကမွေးစားထားမှာနော်အဲ့ဒီစကားလုံးတွေအားလုံးက new I အဲ့ဒါမဟုတ်သမျှအားလုံးက OI အဲ့ဒီ OI ခေါင်းစဉ်အောက်ထဲမှာမှရှိတာ OI နေရာမှာ SI နဲ့ဆုံးတဲ့ကောင် NILI နဲ့ဆုံးတဲ့ကောင်လို့ခေါ်တာနော်အဲ့တော့အဲ့ဒီခေါင်းစဉ်အောက်ထဲမှာဒါတွေကရှိပြီးမှ NILI ဆို partitive မှာပဲရှိတော့ partitive တွေလို့ပြီးကျန်တဲ့ကောင်တွေဆိုဒီကောင်တွေကဘာအတိုင်းလုံးလုံးမဲဆိုတော့ OI နဲ့မှာပဲလို့ပြောလို့နော်အဲ့ဒီ NILI နေဆိုလို့ရှိရင်တော့သူတို့မှာပါတော့ IE ကလေးကိုဖြုတ်ပြီးတော့မှပယ်အားထည့်တယ်နော်သူက partitive ကဒီနားလေးမှာနည်းနည်းရေးဆက်အဲ့တော့ပြန်ပြောမယ် single vowel ဆိုရင်အာပါ double vowel ဆိုရင်တာပါ တာပါ ဟုတ်ပြီနော်အဲ့အာဆိုရင်တော့အာပဲပါ new I ဆိုလို့ရှိရင်ငကိုတိုင်းပဲတန်းပါ OI ဆိုရင်အေးပြောင်းပြီးမှပါ SI ဆိုရင်တော့ဘာဖြစ်မလဲအဲ့ SI ကိုဖြုတ်ပြီးတော့ ဒါပေါ့ star ပါเนาะ STA เนาะ star ပါမှာပြီးရင်တော့ NILI နေဆိုရင်တော့အဲ့ဒီနောက်မှာပါတယ် E လေးတစ်လုံးပဲဖြုတ်ပြီးပါပါမလဲ ဒါပေါ့ အော် ဒါ နော်ပြီးရင်သူလည်းတူတူပဲ non finish word တွေကိုကျွန်တော်တို့ consonant နဲ့ဆုံးတဲ့ကောင်တွေပါလာရင်ဤခံပြီးတော့မှအာပါမယ်ဒါပဲနော်ပြီးရင်ဒီမှာသူက NEN ဇလန်းလာရင် NEN မှာအဲ့ဒီ NEN ကိုဖြုတ်ပြီးတော့ဒီဘက်ကကျွန်တော်တို့ SC ပြောင်းမှာသူက စတာ star ဟို star S ရ TT ရေနော်ဒီမှာကျွန်မအာပါ S star နဲ့ရောသွားတာ sorry နော် nan တာ TT ရေနော် S ရ TT နော် NEN master ဟုတ် nan star နော် NEN star ရှိမယ်ပြီးရင်တော့ဒီမှာကျွန်တော်တို့ကခဏပြောတဲ့ LUD တွေเนาะဒီဘက်နဲ့ formula တူအောင်ရေးပြီး LYD တွေမှာဒီကောင်နဲ့ဟိုကောင်နဲ့ဟိုဖြုတ်တယ်ဒီဖြုတ်တယ်ပြောမယ်သူကကျမတို့ဒီကပြောရင် what type A မှာပဲ use ရ what type B ဖြစ်တဲ့ consonant နဲ့စုံသမျှအားလုံးကိုဒီမှာရှင်းရှင်းလေးရေးပြလိုက်ရင်เนาะဒီဘက် formula နဲ့ consonant နဲ့စုံသမျှအားလုံးကို
ဘာလို့ယူမယ်လဲဆိုတော့ တဲ့ပါ တဲ့အာ နော်အဲ့ထဲမှာ consonant လို့ပြောရင်ဘာတွေပါပြီးသားလဲဆိုတော့အဲ့ဒီစန OSD ESD ISD ESD အကုန်ပါတယ် DON နေစသဖြင့်နော်အကုန်ပါတယ်နော်အဲ့ဒါတွေက consonant တွေပဲ ဒီအာ နော်အဲ့ထဲမှာသူ့မှာမပါတာဆိုလို့တစ်ခုပဲရှိရဲ့အဲ့ဒါက consonant ဆိုတဲ့ကောင်တဲ့ဒီကောင်နော်အဲ့ထဲမှာသူ့ထဲမှာမပါတဲ့ဟာဂျာဘောက်က E နဲ့ဆုံးမယ်ဆိုလို့ရှိရင်ဟိုမှာသူများတွေက E ထပ်ပေါင်းတဲ့အချိန်မှာသူကတော့ဘာတန်းပေါင်းလဲဆိုတော့တက်တဲ့အားပေါင်းတယ် တဲ့အာပါ နော်ဒီက LUT LYD တွေလည်းသူကနောက်ကနေ TA ပဲတန်းပေါင်းမှာနော်ဒါတွေအားလုံး consonant တွေဒါပေမဲ့ချင်းချက်နေနဲ့နောက်တစ်ခုပါရှိသေးဆိုတော့ကျမတို့ဆွမ်းနာပြောတဲ့ verb ကနေဆင်းသက်လာတဲ့ဆိုတဲ့သဘောကနော်ကျမတို့ USYS မှာ verb ကဆင်းသက်လာတဲ့အကောင်ဘယ်ကိုပြောင်းလဲဆိုတော့နော်အဲ့ကောင်တွေက UKSC ကိုပြောင်းကြတယ်အဲ့ဒီကောင်တွေကိုကျမတို့ကဘာလုပ်ရလဲဆိုတော့ဒီမှာသူကတကယ်လို့အဲ့ကောင်တွေဆိုရင်နော်သူကဘာမှဖြုတ်စရာမလိုဘူးနော်တဲ့အားပဲပေါင်းလိုက်မယ် တဲ့အာ နော်အဲ့ဒီကောင်တွေဆိုရင်တော့တဲအားပဲပေါင်းလိုက်မယ်တန်တဲ့ရိုးရိုး USYS ကျတော့ UDE ကိုပြောင်းတဲ့အကောင်တွေဆိုလို့ရှိရင်တော့သူကဘာပေါင်းလဲဆိုတော့တက်အားပေါင်းလိုက်ဒီလိုပြောင်းကြအောင်လို့အဲ့တော့ဥမာမြအောင်ပြတာရှုပ်ပါဆိုကျွန်မဒါဖြုတ်ထားမှာနော်ဒီလိုလေးပဲပြမယ်နော်ရမလားဘက်ကစင်တက်လာတဲ့ USYS ဆိုတဲ့တဲအားကတ်တယ်ဒီဘက်နောက်မှာဒီလိုပြင်မယ်ဒါမှမဟုတ်ဟမ်ရမလားနော်ဒါပါတစ်နော်ရမယ်နော် ဟုတ်ကဲ့ အဲ့ဆိုရင်ခါလေးပို့လိုက်မယ်နောက်ဆုံးတစ်ခုလေးတစ်ခါလေးပြောခဲ့လိုက်မယ်နော်နောက်ဆုံးတစ်ခုကတော့ဘာဝဲအဲနဲ့ပါတယ်နာနဲ့နော်သူတို့ကတော့ဘာတွေမှာလဲဆိုတော့ corporate မှာ strong နေအဲ့တော့သူတို့တွေဆိုလို့ရှိရင်စနပြောသလိုပဲနော်သူက single vowel တွေဖြစ်တော့နော်သူက partitive ကဒီဘက်ကမူရင်း formula နှစ်ခုခွာမှာ single vowel ROU နော်u နဲ့ဆုံးရင်သူတို့လည်း vowel n ဆိုရင် vowel n တန်းပေါင်းလိုက်နာဆိုရင်နာတန်းပေါင်းလိုက်ရုံပဲနော် double vowel နော်ဒီမှာ double vowel ဆိုရင်လည်း vowel n ဘာလို့ရုံပဲလဲဆိုတော့ vowel n ရုံပဲနော်အဲ့ညမှာဟိုကနာထည့်ရုံပဲပြီးရင်ဒီမှာတော့ dip ထောင်လာမယ်ဆိုရင်เนาะဆွမ်းနာအတန်းဖြတ်တရနှလုံးဆိုရင်เนาะပေါင်းတော့ပေါင်းမယ်သူကဘာခံရလဲဆိုတော့ h လေးခံပြီးတော့မှ vowel n နဲ့ဟိုမှာတော့နောက်ကကောက်တော့အဲ့ညမှာနာပဲပေါင်းရုံပဲပေါ့เนาะ long vowel เนาะ long တရဖြစ်သွားမယ်ဆိုရင်တော့ဘာလုပ်မလဲဆိုတော့သူကဘာလုပ်လဲဆိုတော့ဥပမာကျွန်မပြမယ်เนาะမားကိုများကျွန်တော်တို့ကသွားပြီးတော့မားကိုကြိုင်တော့သူက dip ထောင်အတန်းတစ်ဖြတ်နဲ့ယူရเนาะဒီမှာဆိုတော့မားတို့ဘာတို့ကမားဟန်နဲ့သွားလိုက်မယ်เนาะအတန်းဖြတ်တရနှလုံးလို့ဆိုဒီလိုသွားလိုက်မားကိုသွားပြီးတော့ vowel n နောက်ထပ်ဒီတရကိုပြန်သွားတော့တရဘယ်နှလုံးဖြုတ်သွားလဲ သုံးလုံး ဟုတ်လုံးဖြစ် သုံးလုံး တန်တခြားမတူတဲ့တရရမယ်တူတဲ့တရသုံးလုံးနေလို့မရအောင်เนาะအတန်ထွက်လို့မရတော့မကုန်နေပြီလေနော်ဒါကြောင့်မလို့အဲ့လိုဟာကြောင့်သူက h canon formula တက်တာเนาะအဲ့တော့ long vowel ဆိုဘာလို့လဲဆိုတော့ scn ထည့်တယ်ဒီနေရာမဟုတ်ကောင်းတော့နာပဲထည့်တယ်ပြီးတဲ့အခါမှာ long vowel ပြီးတော့မှ nu i ဆိုရင်ဘာဖြစ်မလဲတက်ပြီးတော့ vowel က oi ဆိုရင် ပိုင်းဖြုတ် ရုပ် အေးပြောင်း vowel n ကမူရင်းကိုရရင်နောက်ကလိုက်လို့ရပါ යි နော်နာကပြီးရင် si ဆိုရင် ပိုင်းဖြုတ် si ကိုဖြုတ်ပြီးတော့ဟိုဘက်မှာ de ပြောင်းတဲ့နေရာမှာဒီကောင်လေးက strong မှုလို့ဘယ်လိုပြောင်းမလဲဆိုတော့ တဲ့ပဲပြန်ဖြုတ်သွား a ကိုပြောင်းသွားလိမ့်မယ်ပြီးတော့မှဘာနော်ပြီးရင် non finish word တွေကို consonant နဲ့ဆုံးမဲ့ကောင်လေသူတို့လည်းပါလို့ယူမယ်လေ e ခံပြီးတော့မှနောက်ကသက်ဆိုင်ရာပါဝဲအနေနားထည့်ပြီးရင် any နဲ့ဆုံးတဲ့ကောင်တွေမှာကျွန်တော်တို့ဘာလုပ်မလဲအဲ့ဒီ any ကိုဖြုတ် sc ပြောင်းပြီးတော့မှ case any နဲ့ထည့်အတူတူပဲပြီးရင် lud เนาะပြီးတော့ lyd เนาะ udyd ဆိုလို့ရှိရင်ဘာလုပ်ကြလဲဆိုတော့ကျွန်တော်တို့နောက်ကနေဘာကိုဖြုတ်လဲ t ကိုဖြုတ်တယ်အဲပြောင်းတယ်ပြီးတော့မှဘာပဲအဲသို့မဟုတ်နားထည့်မယ်ဒါပေမဲ့ LLUT တို့ N ပါတဲ့ UTYD တို့ဆိုလို့ရှိရင်တော့ဘာကိုဖြုတ်လဲအဲ့နောက်က UTYD ကိုဖြုတ်ပြီးတော့မှ EE ပြောင်းလိုက်တာဖြစ်တဲ့ကြောင့်ဘာဖြစ်သွားပြီလဲသူရဲ့တရနှလုံးဖြစ်တော့ long ဖြစ်သွားပြီเนาะဘာလို့ရမလဲ SCEN အေးရန် power and SCN စထုတ်မယ်နောက်ကနာတော့နာ
နော်ပြီးရင်ဒီမှာE နဲ့ဆုံးတဲ့ကောင်တွေကိုနောက်ထပ် E တစ်လုံးထပ်တိုးလိုက်တည်း E ကဘယ်နှလုံးဖြစ်ပြီးတော့နှလုံးမဲနော်အဲ့ဒါကြောင့်အစီရမယ်အဲ့ဒီမှာဟိုကနာပဲနော် AS ဆိုရင်ဘယ်ရောက်မလဲအေးအဲ့တော့ဒီမှာလောင်းဖြစ်သွားတာဖြစ်တဲ့အတွက်ကြောင့်ဗာထည့်ရမယ် SEN နော် IS ကနေပြီးတော့ကျွန်တော်တို့ IN ပြောင်းရင်လည်းလောင်းဖြစ်နေတဲ့အတွက်ကြောင့်ဗာပဲထည့်လို့ရမယ် SEN ပဲထည့် ဟုတ်မယ် IS ကနေ IKSC ပြောင်းမယ်ဆိုရင်တော့ power and can အဲ့ဒါရတယ်နော်ဒီလိုသားမယ်နော် OS ES တွေက OKSE S ကို KFC နော် KSC ပြောင်းလိုက်မှဖြစ်တဲ့အတွက် SE နောက်ကနေပြီးတော့မှ power N နေဒါလေးထည့်နော်ခုနပြောတဲ့ USYS တွေအဲ့ဒီကောင်းလို့ဆိုလို့ရှိရင်ကျမတို့ကဘာဖြစ်မလဲဒီမှာ UKSC ပြောင်းမယ် OKSE နောက်က UD ပြောင်းတဲ့နေရာတော့တော့ဘာပြောင်းရမလဲ U TE TE ပြောင်းပြီးတော့မှသက်ဆိုင်ရာ pixel ထည့် UN ဆိုရင် T1 AON ဆက်ထည့် TR ဆိုရင် TTARE ဆက်ထည့် IN ဆိုရင် IN ပြီးတော့ဆက်ထည့်ရမလား ဟုတ်ပါတယ် နော်အဲ့တော့ဒါဒီကျမတို့လက်ရှိ noun case 5ခုလုံးရဲ့ကျမ revision တစ်ခေါက်ပြန်ပြောပြထားတာနော်အဲ့ဒါဆိုဒီနေ့ညဒီလောက်ပဲဒီနေ့ကျမပြောဆက်လို့မယ်နော်ဒီအားလုံးနားတဲ့ ဟုတ်ပါတယ်ဟုတ်ပါ ဥဒ္ဒါ ဟုတ်ပါဘူး Windows ပါရော Windows open skido